အားလုံးပဲမင်္ဂလာပါရှင်စိတ်ထောစွာနဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေယခုတင်ဆက်ပေးမယ့်အကြောင်းလေးကတော့ဖောက်ပြန်သွားတဲ့သွားကိုအငွေပြည့်ဆုံးတော့ကချွေးမအပေါ်ခုလိုလုပ်ခဲ့လို့လူပြောများနေတဲ့ခင်လိုင်းရဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီရက်ပိုင်းမှာတော့ social media ပေါ်မှာလူပြောအများဆုံးဖြစ်နေတဲ့လူရွှေတော် Academy ခင်လိုင်းရဲ့မိသားစုကိုရေးကိုရာကိစ္စနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့နောက်ွယ်ကအကြောင်းရင်းကိုပြောပြပေးချင်ပါတယ်ရှင်အစပိုင်းမှာတော့ဝေဖန်မှုတွေနဲ့ဆူညံခဲ့ပေမဲ့အမှန်တရားပေါ်လာချိန်မှာတော့ခင်လိုင်းရဲ့စိတ်ထားကိုလူတိုင်းကလက်ခုပ်တီးချီးကျူးနေကြတာလည်းဖြစ်ပါတယ်။အကြောင်းရင်းကတော့ခင်လိုင်းတို့မိသားစုရဲ့ပျော်ရွှင်စရာဗီဒီယိုတွေထဲမှာတားအကြီးဆုံးဖြစ်သူကိုမတွေ့ရတော့တာကနေစပြီးတော့ပရိသတ်တွေကတားအကြီးပဲရောက်နေရလဲဆိုပြီးတော့မင်းကုန်းတွေထုတ်လာခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီခါမှာတော့သမီးဖြစ်သူသစင်ထူးမြတ်ရဲ့ကောမန့်လေးတစ်ခုကြောင့်ပွက်လော်ရိုက်သွားစေခဲ့ပါတယ်။သူမရဲ့ကိုကြီးကိုဖခင်ဖြစ်သူကဥပဒေအကြောင်းရပါအငွေပြည့်ဆွလွန်ပြီးဖြစ်ကြောင်းပြောပြလာခဲ့တာလည်းတွေ့ရှိရပါတယ်။ဒီသတင်းတက်လာပြီးချင်းမှာပဲအွန်လိုင်းအသုံးပြုသူတွေတချို့ကခင်လိုင်းအပေါ်အထင်လွဲမှားပြီးတော့ဝေဖန်ခဲ့တာလည်းတွေ့ရှိရပါတယ်ရှင်။ခင်လိုင်းကငွေကုန်မောက်တာလားအဆင့်အတန်းခွဲခြားတာလားတားဖြစ်သူကသူ့သဘောမတူတဲ့တောသူမလေးနဲ့ယူသွားလို့အိမ်ပေါ်ကနှင်ထုတ်လိုက်တာဆိုတဲ့အထင်ကြီးတွေနဲ့ခင်လိုင်းကိုနာမည်ပြအောင်ရေးသားခဲ့တာလည်းတွေ့ရှိရပါတယ်။ဒါဟာဖခင်တရားအတွက်တော့တကယ်ကိုစိတ်မကောင်းစရာဆွဆွဲချက်တွေပါပဲဒါပေမဲ့အခုချိန်မှာတော့ခင်လိုင်းကိုယ်တိုင်ကဒီကိစ္စနဲ့အမှတ်တရားကိုပြပြတသားဖွင့်ရလာခဲ့ပါပြီခင်လိုင်းရဲ့ပြောကြားချက်အရသူဟာလူဒန်းစားခွဲခြားတဲ့ဖခင်မျိုးလုံးဝမဟုတ်ပါဘူးတကယ်တော့တားချိဖြစ်သူကသူသဘောကျတဲ့မိန်းကလေးတစ်ယောက်နဲ့လက်ထက်ကျင်တယ်လို့ပြောကြတဲ့ကခင်လိုင်းကိုယ်တိုင်ပဲမိသားဖသားပြပြနဲ့တောင်းရန်လက်ထက်ခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီချွေးမလေးနဲ့လည်းမင်းနှစ်ယောက်ရထားပြီးသားလည်းဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာကတားကြီးဖြစ်သူကကိုကျင့်တရားပြက်ပြားမှုကနေစတာပဲဖြစ်ပါတယ်။တားဖြစ်သူနေသွေးဟာပရမဇနီးဖြစ်သူမဆုမွန်အောင်နဲ့ခလေးနှစ်ယောက်ရပြီးခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့အိမ်တော်ရဲ့အပေါ်တစ္ဆာမရှိပဲအချိန်ချင်းနောက်မီလင်းခဲ့တာလည်းဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဇနီးတဲ့ကလေးတွေကိုပြစ်ထားခဲ့ပြီးတော့နောက်ထပ်မိန်းကလေးတစ်ယောက်ကိုပါထပ်မံယူခဲ့တာကြောင့်ဖခင်ဖြစ်သူခင်လိုင်းကဘလို့မှလက်မခံနိုင်တော့ပဲအမွေပြဲဆုံးလုံးလိုက်တာက6 လခန့်ရှိပြီလို့သိရှိရပါတယ်။ဒီ6 လကာလပတ်လုံးမှာခင်လိုင်းဟာသူ့ဘော်ဝေဖန်တိုက်ခတ်မှုတွေကိုတိတ်တိစိတ်ပဲကြက်ကြက်ခံခဲ့တာလည်းဖြစ်ပါတယ်။ဖခင်တယောက်အနေနဲ့မိမိရဲ့သားရင်ကိုလူသိရှင်ကြားစွန့်လို့ရတာဟာဘလောက်ရင်နာဖို့ကောင်းမလဲဆိုတာကစဉ်းစားကြည့်လို့ရပါတယ်ရှင်။ဒါပေမဲ့လည်းခင်လိုင်းဟာသူ့ရဲ့သားသမီးကိုအချင်းနဲ့တည်းမဟုတ်ပဲအမှန်တရားနဲ့ပါထိန်းချောင်းခဲ့တာပါ။တားဖြစ်သူကမိသားစုအပေါ်တစ္ဆာဖောက်ခဲ့ပေမဲ့ဖခင်ဖြစ်သူကတော့အမားကိုအမားတိုင်းလက်ခံပြီးပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒီနေရာမှာခင်လိုင်းရဲ့စိတ်ထားကိုအလေးနဲ့ချီးကျူးရမှာကတော့ကို့သားသမီးသွေးသားအရင်ထက်အမှန်တရားကိုဦးစားပေးတာပါပဲ။တစ္ဆာမရှိတဲ့သားအရင်ကိုအိမ်ပေါ်ကနေထုတ်ခဲ့ပေမဲ့နောက်မီလင်းခံလိုက်ရတဲ့ချွေးမနဲ့မီလေးကိုတော့ပြစ်မထားခဲ့ပါဘူး။ချွေးမဖြစ်သူကိုတမီးရင်တယောက်လိုအမွေစားငွေကန်ဖြစ်တရားဝင်မွေးစားကအိမ်မော်ပါပဲထားပြီးပြူစုဆောက်ရှောက်နေတာဟာတကယ်ကိုဖခင်ကောင်းပြီးသားတဲ့အလုပ်ရပါပဲ။လူအဖွဲ့အစည်းမှာငါသားမို့လို့ငါသွေးသွားမို့လို့ဆိုပြီးတော့အမားတွေကိုဖုံးဖိပေးတတ်တဲ့အလေးထားတွေရှိပါတယ်။ဒါပေမဲ့ခလိုင်းကတော့အဲ့ဒီအစဉ်လာကိုလုံးဝမလိုက်နာပဲကိုချင်းတရားပြပြတဲ့သူဟာဘသူပဲဖြစ်ဖြစ်လက်ခံစရာမလိုဘူးဆိုတာကိုလက်တွေ့ပြသခဲ့တာလည်းဖြစ်ပါတယ်။ချွေးမဖြစ်သူအပေါ်မှာထားရှိတဲ့သူ့ရဲ့မေတ္တာတရားကသွေးသားတော်ဆန်းမှုတဲ့ပုံမနိုင်ဆိုင်ပြီးတော့မြင့်မြတ်နေတာကိုတွေ့ရှိရပါတယ်။ဒါဟာလူကြီးလူကောင်းပြီးသားတဲ့စိတ်ထားတွေဖြစ်သလိုတကယ်ကိုအတူယူစရာကောင်းတဲ့ခေါင်းဆောင်မှုမျိုးဖြစ်ပါတယ်ရှင်။ခင်လိုင်းကဝေဖန်နေကြတဲ့သူတွေကိုလည်းပြန်လည်တုံ့ပြန်ထားပါတယ်။ကျွန်တော်ကငွေမှတ်တာမဟုတ်ပါဘူး။ဖုန်းနုပညာနဲ့ရလာတဲ့ငွေကိုတော့မိသားစုစားဝတ်နေရေးအတွက်မှတ်တာအမှန်ပါပဲရှင်။ဒါပေမဲ့မိသားစုရေးမှာတော့ငွေတက်ကိုချင်းတရားကပိုရေးကြီးပါတယ်ဆိုတော့သူ့ရဲ့စကားလေးတွေဟာအများရဲ့ရင်ကိုထိမှန်စေခဲ့တာလည်းဖြစ်ပါတယ်။ခင်လိုက်လိုမိဘမျိုးရခမမျိုးကလူတရားမှတော့တယောက်ကမရှိပါဘူးရှင်။မိမိရဲ့သွေးသားအရင်ချာကိုတော့အမားလုံးရင်မညာတာပဲအမှန်တရားဘက်မှာရေဝံရက်တည်ပေးခဲ့တာကခင်လိုက်ရဲ့စိတ်ဓာတ်ဟာအနုပညာလောကမှာဒီမကပဲလူအဖွဲ့အစည်းတစ်ခုလုံးအတွက်စံနမူနာယူစရာပါပဲရှင်။မလိမ္မာတဲ့သားကိုဆွလွန်ပြီးတော့တစ္ဆာရှိတဲ့ချွေးမကိုတမီးအဖြစ်မွေးစားခဲ့တဲ့လောက်ရကြောက်ပဲခင်လိုက်ဟာအခုဆိုရင်အားလုံးရဲ့တခန်းနဲ့ချီကျူးမှုကိုရရှိနေရလဲဖြစ်ပါတယ်။ကဲပရိသတ်ကြီးရောခင်လိုက်ရဲ့ဒီလိုပြတ်သားတဲ့ဆုံးဖြတ်ချက်အပေါ်ဘလို့မြင်ကြတယ်လဲဆိုတာခေါင်းမလေးမှရင်ပေးခဲ့ကြပါအောင်ရှင်။ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးအတွက်လည်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းအမှုပညာသတင်းတွေကိုတင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။